လက်ထက်လက်စွပ်များဖြင့်ရွှေပြည်ဆက်စင်မြန်းချင်းမြင်ပေးပါရန်ဦးမျိုးသူအောင် owner of SNS Traveler Car Rental and Swing Steel Metal and Construction နဲ့ဇနီးဒေါ်ဝင်းစန္ဒာတီ Finance Director Worldview International Foundation တို့အားမင်္ဂလာဆင်ရင်ထက်သို့လေးစားစွာပြည့်မယ်ကပြောပါရခင်ဗျာ